အားလုံးပဲမင်္ဂလာပါThe Fight Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့မှာတော့ကမ္ဘာအမေလောကတစ်ခုလုံးစောင့်မျှော်နေကြတဲ့တကမ္ဘာလုံးလောကတော်စင်မဲ့ Conor vs မဟော်ရီတို့ရဲ့ပွဲစဉ်ကိုပဲတုံးတက်တင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ် Conor နဲ့လက်ရှိ BMF ချန်ပီယံဟောင်းမဟော်ရီတို့ဟာလာမယ့်ဇူလိုင်လ17ရက်နေ့ UFC 339ရဲ့ International Fight Week ဝတာဝိတ်တန်ပေါင်190တန်းမှာထိတိုက်ဆန်ကြတော့မှာဖြစ်ပါတယ်ဒါဟာလွန်ခဲ့တဲ့73ခုနှစ်2013ခုနှစ်က Conor vs မဟော်ရီတို့ပထမချိန်ထိုးတက်ခဲ့ပြီးတဲ့နောက်ပိုင်းဒုတိယချိန်မြောက်ဆုံတွေ့ကြတဲ့ရင်ကုန်စရာကောင်းတဲ့မဟာကလစ်သားကြီးပွဲကြီးလည်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီပွဲကြီးဘယ်လိုပုံစံနဲ့ဖြစ်လာလဲဆိုတာကိုကြည့်ကြရအောင်ပါ2013ခုနှစ်သူတို့နှစ်ယောက်လုံးဟာ UFC ရဲ့လူငယ်တက်တဆကစားသမားဘဝဖက်တာဝိတ်တန်းမှာပထမဆုံးအချိန်ထိုးတက်ခဲ့စဉ်ကConor McGregor ကယူနိုနံပါတ်10စင်နဲ့အနိုင်ရရှိခဲ့ပါတယ်ထူးခြားတာကအဲ့ဒီပွဲမှာ Conor ဟာရုပ် AC ရဲ့ပြတ်သွားတဲ့ဒဏ်ရာရခဲ့တာတောင်အဲ့ဒီဒဏ်ရာနဲ့ပဲမဟော်လီဝုဒ်ကိုဖိအားပေးအနိုင်ခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာသူတို့နှစ်ယောက်လုံးဟာ UFC ရဲ့ကိုယ်စီလမ်းကြောင်းတွေမှာချန်ပီယံတွေဖြစ်လာခဲ့ပါတယ်နှစ်တွေကြာကြီးကွဲတာပြီးတဲ့နောက်ပြီးခဲ့တဲ့မေလလယ်ပိုင်းမှာ UFC ရဲ့ဥက္ကဋ္ဌဒနာဝိုက်ကကမ္ဘာအမေရိပရိသတ်တွေကိုအားတက်စေမဲ့ပွဲချင်းညာချက်ကိုတရားဝင်ထုတ်ပြန်ခဲ့ပြီးတော့ Conor vs မဟော်ရီတို့ရဲ့မကြည့်ပွဲကိုပြန်လည်ဖြစ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်အခုသုံးသပ်ရမယ်အဓိကချက်ကတော့အသက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Conor McGregor ရဲ့အခြေအနေပါသူဟာ2021ခုနှစ်ဇူလိုင်လက Dustin Poirier နဲ့ထိုးတက်ခဲ့စဉ်ကပွဲစဉ်မှာ6ကျူလာကြီးတဲ့ကအခု2026ခုနှစ်9နှစ်တည်းအောက်တကွန်ကြိုးဝိုင်းနဲ့ဝေးကွာနေခဲ့တာပဲဖြစ်ပါတယ် Conor ရဲ့အားသာချက်တွေကတော့ striking နဲ့ power Conor ရဲ့ boy လက်တီးဟာဘယ်တော့မှ shot တက်လို့မရတဲ့ power ပါပဲပြန်ဘက်ကိုတစ်ချက်တည်းနဲ့လဲသိမ့်နိုင်တဲ့ကဘာဆင့်ကောင်တာထိုးချက်တွေရှိနေသေးပါနံပါတ်2 fight engine နဲ့ mind game Conor စိတ်သက်စစ်စီ trust door မှာဆရာတစုဖြစ်ပြီးတော့ပွဲမစခင်ကတည်းကပြိုင်ဘက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုချုံနေထားနိုင်စွမ်းရှိပါတယ်တတိယတစ်ချက် welterweight ၄ချိန် Conor ဟာ၄ချိန်တက်ပြီးထိုးရတာကိုပိုတော်ကြလို့ပေါင်ချိန်ချရတဲ့ဒုက္ခမရှိတာကြောင့်ခန္ဓာကိုယ်ပိုင်းမှာပုံမတောက်တင်ကြန့်ခိုင်နေနိုင်ပါတယ်ကဲအားသာချက်တွေပြောပြသွားပြီဆိုတော့ Conor ရဲ့အားသာချက်တွေကဘာတွေရှိမလဲနံပါတ်1ပွဲဝင်ခြင်းရဲ့အကျိုးတရားမှု9နှစ်လုံးလုံးပွဲမထိုးရတဲ့အတွက်ကစားကွက်အချိန်ဟုံအကွာဝေးချိန်ဆမှုတိုင်မတွေဟာအားနည်းနေနိုင်ပါတယ်နောက်တစ်ချက်ကကာဒီယိုနဲ့စတာပနာ Conor ရဲ့အဓိကအားနည်းချက်ဟာဒုတိယအကြီးတတိယကြီးအထိပွဲရှိသွားလို့ရှိရင်မောဟိုက်တော့တတ်တာဖြစ်ပါတယ်အခုလိုပွဲဝင်နေချိန်မှာမောခနိုင်ရီကာဒီယိုကပို့ပြီးတော့ Conor အတွက်မေကုန်းထုတ်เสียဖြစ်လာပါတယ်ဒါဆိုရင်မဟော်လီဝုဒ်ကရောရှုံးကျွေးပြန်ဆက်နိုင်မလားတစ်ဖက်ကအသက်34နှစ်အရွယ်မဟော်လီဝုဒ်ကိုကြည့်မယ်ဆိုရင်သူဟာလက်ရှိ MMA လောကရဲ့အရေးတွင်းမြင့်ဆုံးအကျန်းခံဆုံးကစားသမားတူပါကမ္ဘာပရိသတ်တွေမင်းနေကြတာကမဟော်လီဝုဒ်တယောက်လွန်ခဲ့တဲ့73နှစ်ကရှုံးကျွေးကိုအခုပြန်ဆက်နိုင်မလားဆိုတာပါပဲဖြေကတော့ဆက်နိုင်ကြီးရန်များပါတယ်ဘာကြောင့်လဲဆိုတော့ဟော်လီဝုဒ်ကပွဲဝင်နေခြင်းမရှိပဲလက်ရှိချိန်ထိလှုပ်ရှားမှုဖြစ်ရှိနေလို့ပါသူ့ရဲ့မောပန်းခြင်းမရှိတဲ့ကာရီယိုကဘာဆင်လက်တီချက်မြောက်များပြည့်တဲ့နိုင်မှုနောက်ပြီးတော့ဘယ်တရားကိုမဆိုခဏရင်ရှိတဲ့မေယိုတောင်ကကားတွေဟာConorအတွက်တော့အခက်တွေ့လာနိုင်ပါတယ်ထို့တစ်ပြည့်ပွဲက4ချီ5ချီတိကျသွားမယ်ဆိုရင်မဟော်လူရဲ့အရှိန်အဝါConorကိုရဆက်ဖိအားပေးပြီးနိုင်တော့ရကန်တော့တော်တော်လေးညှမားနေပါတယ်သူတို့နှစ်ယောက်လုံးရဲ့နောက်ဆုံးပွဲစဉ်တွေကိုလေ့လာကြည့်ရအောင်ပါConor McGregorသူ့ရဲ့နောက်ဆုံးပွဲက2021ခုနှစ်ဇူလိုင်လ Dustin Poirier နဲ့ထိုးတက်ခဲ့တဲ့တတိယကြိမ်မြောက်ပွဲစဉ်ဖြစ်ပြီးတော့ပထမအချိန်မှာပဲ6ရောက်ယူကျိုးသွားခဲ့တာကြောင့်Conorဟာ TKO နဲ့ရှုံးနိမ့်ခဲ့ရတာပါသူ့ရဲ့နောက်ဆုံး၄ပွဲမှာ3ပွဲအထိရှုံးနိမ့်ခဲ့တာအတွက်ဒီပွဲဟာConorအတွက်သူ့ရဲ့ကစားသမားအဆင့်တန်းကိုတက်တည်ပြဖို့အတွက်နောက်ဆုံးခွင့်ရလည်းဖြစ်နေပါတယ်မဟော်လီဝုဒ်ကတော့ပြီးခဲ့တဲ့မလတုန်းက Charles Oliveira နဲ့လိုက်ဝိတ်တန်းမှာ9ချီပြေထိုးတက်ပြီးတော့ဒိုင်ဆုံးဖြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတိုင်ခင် UFC 300မှာ Justin Gaethje ကိုနောက်ဆုံးတစ်ဆက်ခန့်မှာအလဲထိုးပြီး BMF ချန်ပီယံဆုကိုရယူခဲ့တဲ့ပွဲကတော့တမိုင်းဝင်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်ဒါဟာသူ့ရဲ့စွမ်းစားဟာထိတ်တန့်မှရှိနေစေဆိုတာကိုပြနေပါတယ်ကဲသုံးတစ်ချက်တွေကိုခြုံငုံကြည့်ရရင်တော့ဒါဟာConorရဲ့တစ်ချက်တည်းနဲ့လဲထိုးနိုင်မဲ့ပါဝါနဲ့မဟော်လီဝုဒ်ရဲ့ရေရေခဏရီတို့ကိုရှင်ပြိုင်ရမယ်စိတ်လှုပ်ရှားစရာ
နီးပြွာမြောက်ပွဲကြီးတစ်ပွဲဖြစ်လာမှသိကြပါတယ်အမှန်ပဲပြိတက်ကြီးရောဘသူကိုနိုင်ရမယ်လို့ထင်ပါလေကွန်နာမဂရီကပဲဒုတိယချိန်ထပ်နိုင်မလားဒါမှမဟုတ်မဟော်လီဝေးကပဲကလပ်စာချီသွားမလားကိုယ့်ရဲ့ထင်မြင်ချက်တွေကိုအောက်ကကွန်မန့်မှာရေးပေးခဲ့ကြပါအောင်အမှန်ပဲနဲ့ပတ်သက်တဲ့သတင်းထုတ်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ The Fight Channel ကိုလည်း Like and Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် UFC သတင်းဆောင်ကိုအစင်မပြတ်တင်ဆက်ပေးနေတဲ့ The Fight မြန်မာပဲဖြစ်ပါတယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်